annual meaning ကိုဖတ်ကြမယ်နော်ဗီရာကြော်ညာစာရွက်ခန်းဆိုနာရိုးရှင်းသောစကူရီတိဆောက်ပုံဒီဇိုင်းအာကြီးဝါ၏အရသာခံခြင်းမိုးရှိဘုံကနိုင်ပြောစရာမရှိပြီးပြည့်စုံနေခြင်းအဲ့ဒါဆိုစာပိုက်ကိုအတူဖတ်ရအောင်ဗီရာဦးမိတဲ့အတရရှိခုတေကိတအိုမီစေနီဣတေမီတာဗီရာဆိုတာကကြော်ညာစာရွက်ကိုကြည့်ပြီးတော့တဲ့ flyer ပေါ့နော်ပြောမယ်ဆိုရင်နော်ဗီရာဆိုတာက flyer ကိုကြည့်ပြီးတော့အတရရှိခုတေကိတအစ်စ်တိဆောက်ပြီးစီးသွားခဲ့တယ်အိုမီစေနီဣတေမီတာဆိုင်ကိုတွားကြည့်ခဲ့ပါတယ်ပြောချင်တာကတော့ဆိုင်အစ်စ်ကိုတွားကြည့်ခဲ့တယ်ပေါ့နော်လူရောဒီနော်အာဂျီဂါဤနော်မိုချီရိုနိုကိုတော့ဟီလီယာရဲ့အရသာကကောင်းတာကတော့ပြောစရာမလိုနေဘူးထမ်းနိုင်မို့ဆိုင်တွင်းကလည်းပဲခန်းဆိုနာစကူရီတာကခန်းဆိုနာဆိုတာက simple ဖြစ်တာပေါ့နော်ရိုးရှင်းတဲ့စကူရီဆိုတာက construction တနည်းအားဖြင့် design ပေါ့နော်ပုံစံဖြစ်ပေမဲ့တဲ့အာဂျီဝါယီနော်အာဂျီဝါယီဆိုတာကအရသာခံတာပေါ့နော်တနည်းအားဖြင့်အရသာကိုဖြစ်ပေါ်စေတဲ့အရသာရှိခြင်းကိုဖြစ်ပေါ်စေတဲ့ဖုန်ဤခိတဲ့အပြင်အစင်တွေကြောင့်နဲ့မိုးရှိဘွန်နခတာဆိုတော့ပြောစရာကိုရှိမနေခဲ့ပါဘူးပြောစရာတစုံတရာရှိမနေခဲ့ပါဘူးတနည်းအားဖြင့်ပြီးပြည့်စုံနေခြင်းလို့ပြောလို့ခြင်းဖြစ်ပါတယ်